သက်ကြီးများလုံးပဲမင်္ဂလာပါ AMP Media မှကြိုဆိုလိုက်ပါရယ်ဒီကနေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးတော်ဝင်ညီညွတ်သောအိမ်ချမ်းမြေကျိုးဆောင်အသင်း YRUIEA ကကြီးမှုကျင်းပါရယ်ငွေကြေးခွာချမှုတိုက်ဖြတ်ရေးနဲ့အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတားဆီးရေး AML CFT တင်နန်းဆွေးနွေးပွဲကိုယနေ့ဇူလိုင်လ4 ရက်နေ့တွင်ကျင်းပလျက်ရှိကြောင်းသိရပါတယ်။အဆိုပါတင်နန်းဆွေးနွေးပွဲမှာ AML CFT ဆိုင်ရာဥပဒေ၊ဤဥပဒေများအိမ်ချမ်းမြေလုပ်ငန်းများအနေဖြင့်လိုက်နာဆောင်ရွက်ရမယ်အချက်အလက်များနဲ့လုပ်ငန်းခွင်တွင်လက်တွေ့အသုံးချနိုင်မဲ့အသိပညာတွေကိုကျွမ်းကျင်ပညာရှင်များကဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်။တင်နန်းကိုယနေ့ဇူလိုင်လ4 ရက်နေ့နံနက်ပိုင်းတွင်စကိုင်းစတားဟိုတယ်ရှိ Royal Borough ၌ကျင်းပလျက်ရှိပြီးအိမ်ချမ်းမြေကျိုးဆောင်လုပ်ငန်းရှင်များနှင့်သက်ဆိုင်ရာစိတ်ပါဝင်စားသူများတက်ရောက်လေ့လာလျက်ရှိကြောင်းသိရပါတယ်။အဆိုပါတင်နန်းဟာအိမ်ချမ်းမြေလုပ်ငန်းကဏ္ဍအတွင်း AML CFT ဆိုင်ရာအသိပညာများမြင့်တင်ပေးနိုင်ရေးနှင့်ဥပဒေစည်းမျဉ်းစည်းကမ်းများကိုပုံမနားလည်လိုက်နာနိုင်ရေးအတွက်ရည်ရွယ်ကျင်းပတာဖြစ်ကြောင်းသိရပါတယ်။ဒီသတင်းကိုတင်ဆက်ပေးခဲ့သူကတော့ကျွန်တော် Eliana ဖြစ်ပါတယ်။